ကျမမောကြည့်လိုက်တော့ကူကျင်ရောင်ကစပွဲမှာထိုင်နေပြီးလက်တော့ပေါ်ဝါနဲ့လက်ကိုတုပ်ရင်းကျမရဲ့အကြည့်ကိုရှောင်ဖယ်သွားတယ်။သူ့ကိုမြင်တော့ကျမကလှောင်ပြုံးတစ်ခုပြုံးပြလိုက်မိတယ်။ကျမအမေကကျမလက်ကိုအတင်းဆွဲပြီးအလောတကြီးလေတန်းနဲ့ပြောတယ်။နင်းနဲ့ကျင်ရောင်နဲ့ကိုငငယ်ကလေးကလူကြီးချင်းသဘောတူထားကြတယ်ဆိုပေမဲ့ဒီလိုတန်ရောစင်တွေကိုအတင်းကျပ်လုပ်လို့မရဘူးလေ။လန်လန်နဲ့ကျင်ရောင်ကတယောက်ကိုတယောက်ချစ်နေကြတာနောက်ကြရင်နင့်ကိုငွေကြေးရပြန်ပေးဆက်ပါမယ်လို့သူကတိပေးတယ်တဲ့။သူ့ရဲ့ဟန်ဆောင်ချစ်တွေကိုဖျက်တောက်ဖို့အတွက်ကျမလက်ကိုမတိမတာပြန်ရုပ်သိမ်းလိုက်ပြီးသူတို့တွေပျော်ပျော်ရွှင်ရွှင်နဲ့ထာဝရလက်တွဲသွားနိုင်ရင်ကျမမှာဘာကန့်ကွက်စရာမှမရှိပါဘူးလို့ပြောလိုက်တယ်။ဇင်းကြံဘက်ထွက်လာတော့ကူကျင်ရောင်ကကျမနောက်ကိုအပြေးလိုက်လာလိမ့်မယ်လို့မထင်ထားမိဘူး။သူကကျမရဲ့လက်ကောက်ဝတ်ကိုနာကျင်စေလောက်တဲ့အထိအင်အားပြည့်နဲ့ဖမ်းဆွဲလိုက်တယ်။ကျမမျက်မှောင်ကုပ်ပြီးရုံထွက်ဖို့ကြိုးစားရင်းကူကျင်ရောင်နေယူနေလားလို့អော်လိုက်မိတယ်။သူကမောဟိုက်နေတဲ့လေတန်းနဲ့ကျမကိုအပေါ်စီးကနေငုံကြည့်ပြီးကိုညင်သားတဲ့လေတန်းနဲ့ရှီးကြည့်တာပေမဲ့နင်းလန်လန်နဲ့ငါ့ကိုမြင်လို့စိတ်ဆိုးပြီးတော့ဒီလိုစကားတွေပြောနေတာမဟုတ်လားနင့်ရင်ထဲမှာနာကျင်နေတယ်မဟုတ်လားလို့သူ့ရဲ့အသက်ရှူချက်စရာကောင်းတဲ့ယုံကြည်ချက်တွေနဲ့ပြောလာတယ်။အဲ့ဒီအချိန်မှာကျမရင်ထဲမှာထူးဆန်းလောက်အောင်တည်ငြိမ်အေးချမ်းမှုကိုခံစားလိုက်ရတယ်။အရင်ကတော့ဒီအေးဆက်တဲ့အင်ကြီးထဲမှာကူကျင်ရောင်ကလွဲလို့လူတိုင်းကကျမကိုဖယ်ကျင်ကြတယ်လို့ထင်ခဲ့တာလွန်ခဲ့တဲ့တစ်နှစ်ကရှန်လန်ကိုကျမတို့အိမ်ကပြန်တွေ့ခါစားတော့ကပေါ့ရှန်လန်ကသူ့ဘာသာသူချော်လဲပြီးကျမကိုအပြစ်ပုံချတဲ့လှည့်ကွက်တွေကိုတုံးခဲ့တော့ကမိသားစုတစ်ခုလုံးကကျမကိုစိတ်ပုတ်တဲ့သူညီမဖြစ်သူကိုလက်မခံနိုင်တဲ့သူလို့ဆွဆွဲခဲ့ကြတယ်။အဲ့ဒီတော့ကဘေးပယ်ထားတဲ့တောင်းတနေရာမှာကူကျင်ရောင်တယောက်ပဲကျမကိုလက်တော့ပူဝါလေးကမ်းပေးပြီးကိုနင်းကိုယုံတယ်ကိုအမြဲတမ်းနင်းဘက်မှာရှိနေမှာပါလို့ချိုချိုသားသားပြောခဲ့တာ။ဟုတ်သားပဲရှန်လန်ကသူ့နားကိုချွဲနှွယ်ပြီးကပ်ဖို့စူးစမ်းတဲ့အခါတိုင်းလဲသူကရင်ရင်ကြေးကြေးကွာဝေးတစ်ခုထားပြီးနောက်ကိုခြေတလန်းဆုပ်လေးရှိတယ်။အဲ့ဒါကြောင့်ဒီမွေးကလေးကစိတ်ဆက်ထားတဲ့ယောက်ျားကိုစိတ်ပြက်အားငယ်စရာပင်လေပြင်းကြီးတွေကကျမရဲ့တူးလေးတော့ကယ်ဆယ်ရေးဖောင်ကြီးလို့သတ်မှတ်ခဲ့တာ။ဒီယောက်ျားကကျမရဲ့မှောင်မိုက်နေတဲ့ဘဝတွေကတခုလေးတော့အလင်းရောင်ဖြစ်လိမ့်မယ်လို့ယုံကြည်ခဲ့တာ။ဒါပေမဲ့အခုတော့သူလဲကျမကို6ထဲတွန်းချတဲ့လူတွေကတယောက်ဖြစ်သွားခဲ့ပြီးကျမနှုတ်စိတ်နေတာကိုမြင်တော့ကူကျင်ရောင်ကသူ့ရဲ့စိတ်ထဲမှာမှန်သွားပြီလို့ထင်ပြီးလေးနဲ့တွေးတော့တဲ့လေတန်းနဲ့တက်ပြင်းချကရေးစရာပဲနိမိဘတွေကလန်လန်ကိုပိုချစ်တာမဆန်းပါဘူးအခုနင်းကိုနင်းပြန်ကြည့်ဦးနင်းကစူးရီအပြည့်နဲ့လူတယောက်လိုပဲနည်းနည်းလေးထိတာနဲ့ပောက်ကွဲမဲ့ရန်အိုးလိုဖြစ်နေတာဒီလိုမိမမျိုးကိုဘယ်သူကသဘောကျမှာလဲကိုကလန်လန်ကိုစကားနည်းနည်းလေးပြောမိတာနဲ့နင်းကတဝင်းတိုးပြီးငါတို့ကြားထဲမှာတခုခုရှိနေတယ်လို့ဆွဆွဆွဲနေပြီးနင်းဒီလိုထင်နေမှတော့အမှန်တိုင်းပြောရရင်လန်လန်ကနင်းထက်ကိုချိုးသားပြီးကိုစာနာတတ်တယ်ကိုသူ့ကိုသဘောကျမိတာအမှန်ပဲအခုနင်းကျင်းနေပြီလားလို့ပြောတယ်အရင်ကဆိုရင်ဒီစကားတွေကိုကြားရရင်ကျမစိတ်တက်ကြပြီးတန်တရားတွေနဲ့ပြင်းနေနေမှာဖြစ်ပေမဲ့အခုတော့ရေစရာကောင်းတယ်လို့ပဲမြင်မိတော့တယ်။ဒါဆိုသူ့ရဲ့ထောက်ခံမှုဆိုတာကပိုကောင်းတဲ့အစားထိုးစရာတယောက်မတွေ့မချင်းပဲပေါ့။တကယ်ယွန်စရာကောင်းတဲ့သူကသူပဲကျမဘယ်တော့မှမဟုတ်ခဲ့ဘူး။ကူကျင်ရောင်ကကျမအမြဲတမ်းတိတ်ဆိတ်နေတာကိုမြင်တော့ကျမရဲ့သဘောထားကပျော့ပြောင်းသွားပြီလို့ထင်ပြီးမျက်မှောင်ကုတ်ကသူ့ရဲ့ဖြည့်ရှင်းချက်ကိုအထာကြီးနဲ့ပြောချလာတယ်။ရှိကြည့်ငါတို့ကြိုးချောင်းဆင်ကျင်ရအောင်ငါတို့မိသားစုနှစ်စုရဲ့ပေါင်းစည်းမှုကအကျိုးစီးပွားတွေအများကြီးပါဝင်နေတဲ့အားလုံးကိုဆိုးဆိုးရွားရွားနဲ့မပြီးဆုံးစေချင်ဘူး။ငါနဲ့အဖေနဲ့စကားပြောလို့ရတယ်လူမြင်ကွင်းမှာတော့လန်လန်နဲ့ငါနဲ့စိတ်ဆက်ကြမယ်။သူကကူမီသားစုရဲ့ကြော်ဖြစ်ဖို့ပိုပြီးတင့်တော်တယ်။ငါရဲ့ကုန်ချက်တရေကိုကူညီထင်းပေးနိုင်တယ်။ဒါပေမဲ့ကွဲရမှာတော့ငါနင့်ကိုဆက်ပြီးစောင့်ရှောက်သွားမှာပါလို့ပြောပြီးခဏရက်လိုက်တယ်။သူ့မျက်လုံးထဲမှာလောဘနဲ့စိတ်ကူးရင်အာယုံဆူဆိုင်မှုတွေလင်းလက်သွားပြီးငါမှရှိရှမ်းတောင်ပေါ်မှာတိတ်ဆိတ်အေးချမ်းတဲ့ဗီလာတစ်ခုရှိတယ်။နင်းအဲ့ဒီမှာသွားနေလို့ရတယ်။လန်လန်ကိုအရင်လိုသွားမနှောက်ယှက်တဲ့၍ငါတို့အရင်တိုင်းဆက်ပြီးနေသွားလို့ရတယ်တဲ့။ကျမကောင်းမော်ပြီးမယုံနိုင်တုံလို့စွာကြည့်လိုက်မိတယ်။သူကဘယ်လိုလုပ်ပြီးလက်ထိုးတာနဲ့ဖောက်ပြန်တာကိုဒီလောက်အထိလှပအောင်ဖန်တီးပြီးတင်ပြနိုင်ရတာလေ။ကူကျင်ရောင်ကကျမမျက်လုံးတွေပြူးသွားတာကိုမြင်တော့စိတ်လှုပ်ရှားလို့ထင်ပြီးကျမရဲ့ပခုံးကိုအာနာရှိတဲ့ပုံစံနဲ့လာကင်ဖို့ကြိုးစားရင်းဒါပေမဲ့နေရင်ဆုံးငါ့ကိုဂရိပေးရမယ်အခုကစပြီးဒီအတိုင်းဝိုင်းထဲမှာစင်ကျင်တုံတရားရှိပြုမှုပါလုံခြုံရေးဝန်ထမ်းတယောက်နဲ့လက်ထပ်မယ်ဆိုတဲ့ယူးကြောင်ကြောင်စကားတွေကိုထပ်မပြောနဲ့တော့တဲ့ကျမစိတ်ထဲကနေယွန်ရှောင်မှုတွေအကြီးအကျယ်ဖြစ်ပေါ်လာပြီးသူ့လက်ကိုရုတ်တရက်ခါထုတ်ကကျမရဲ့အင်အားရှိသမျှနဲ့သူ့ကိုနောက်ဆုတ်သွားအောင်တွန်းထုတ်လိုက်တယ်ပြီးတော့မအောင်နိုင်တော့ပဲကူကျင်ရောင်နင်းတော်တော်ယွန်ဖို့ကောင်းတယ်ထွက်သွားဆန်းလို့အော်ဟစ်လိုက်မိတယ်15ရက်ကြာပြီးနောက်ရှန်လန်ရဲ့အသက်20ပြည့်မွေးနေ့နဲ့တိုက်ဆိုင်ဖြစ်နေတဲ့အဲဒီနေ့ဟာလူရန်နဲ့သဘောတူထားတဲ့မင်္ဂလာဆောင်ရက်လည်းဖြစ်တယ်ပြီးခဲ့တဲ့ရက်ပိုင်းကရှန်မီသားစုရဲ့သမီးကြီးကလုံခြုံရေးဝန်ထမ်းတယောက်နဲ့လက်ထပ်တော်မယ်ဆိုတဲ့အတိုင်းဝိုင်းတွေကကောလာဟာလာတွေဟာကျမဖေကပတ်စံတွေကိုအကုန်ကြခံပြီးကောလာဟာလာတွေကိုပိတ်ပင်ဖို့နဲ့ PR ကုမ္ပဏီတွေကိုမှားယမ်းခဲ့တာကြောင့်လုံးဝနီးပါးပျောက်ကွယ်သွားခဲ့ပြီးဘာပဲဖြစ်ဖြစ်မာနာကြီးရဲ့ရှန်ရှိကြီးကမိမိသဘောဆန္ဒအလျောက်ဒီလောက်အထိနှိမ့်ကျသွားလိမ့်မယ်လို့ဘယ်သူမှတကယ်မယုံကြဘူးကျမရဲ့မိဘတွေနဲ့ရှုအားတော်မှဒါကအာယုံစိုက်ခံခြင်းလို့လုပ်တဲ့ကောလာဟာလာတစ်ခုပဲလို့မှတ်ယူထားကြတာမိုးလင်းစာအာယုံတက်ချိန်မှာအောက်ထပ်ကနေတမင်တကာလေးတန်းနှိပ်ပြီးပြောနေတဲ့စကားသံတွေကိုကြားလိုက်ရတယ်အဲ့ဒါကရှန်ရှုအားရဲ့အတန်ပဲမြ мян လောက်ကြအပေါ်ကတယောက်ကိုနိုးအောင်လုပ်ရင်သူကငါတို့နဲ့အတင်းလိုက်ခဲ့ခြင်းနေအောင်မယ်။စာညာမှာလန်လန်ရဲ့မွေးနေ့ကိုကျင်းပဖို့သွားတာတနေ့ကင်းလုံးပျက်စီးကုန်လိမ့်မယ်တဲ့။ကျမအမေကခဏတာဝေခွဲမရဖြစ်ပြီးဒါပေမဲ့ရှိကြီးတယောက်တည်းအိမ်မှာထားခဲ့ရမှာ။ဒီနေ့ကလို့တခုခုကိုတတိယသွားပုံရပေမဲ့မကြခင်မှာပဲအခြားသူတွေရဲ့တမင်တကာမတိကျင်အောင်ဆောင်တဲ့အေးဆက်မှုကြောင့်စကားစာပြတ်သွားတယ်။ငါမှမကောင်းတဲ့အာယုံတစ်ခုရနေတယ်စိတ်မအေးဘူးလို့အမေကပြောတော့အဖေကဒရိုင်ဘာကိုပစ္စည်းတွေတင်ဖို့အမိန်ပေးရင်စိတ်မရှိစွာနဲ့အဝေးကြီးတွေးမနေနဲ့ငါတို့ခက်ခက်ခဲခဲရထားတဲ့အားလက်ရပဲအိမ်မှာအစီကံတွေနဲ့ထမင်းချက်တွေရှိတာပဲသူငတ်တည်သွားမှာမို့လို့လားတဲ့ရှန်လန်ကသူ့ရဲ့ဟန်ဆောင်ကောင်းတဲ့ကလေးမလေးရဲ့အတန်နဲ့ဝင်ပြောတယ်။သမီးအမကိုလှမ်းခေါ်ပြီးအတူတူသွားတင်လားမသိဘူး။သူနိုးလာလို့ကျမတို့ကိုမတွေ့ရင်ဝမ်းနေနေလိမ့်မယ်။သူ့ကိုအုပ်ကူသွားကြတော့တာပဲဖြစ်ဖြစ်ငွေနေပွဲကျင်းပတာပဲဖြစ်ဖြစ်အတူခေါ်သွားရအောင်တဲ့။အိုးလန်လန်သမီးကတော်တော်စိတ်သဘောထားကောင်းတာပဲလို့ကျမအမေကတက်ပြင်းချရင်ကဲတော်ပြီးပြန်လာရင်သူ့ကို limited edition 8တလုံးဝယ်ပေးပြီးချောလိုက်ရင်ရပါပြီလို့ပြောတယ်။ကားတန်တွေအဝေးကိုပျောက်ကွယ်သွားတဲ့အခါဘီလာကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်။ကျမသတင်းပေါက်ကိုဖွင့်ပြီးအပြင်ကတောက်ပနေတဲ့နေအောင်ကြီးကိုကြည့်လိုက်တယ်။နောက်ဆက်မဲ့သူမရှိတာတော်တော်ကောင်းတာပဲ။ကျမကိုအမြဲပြုစုစောင့်ရှောက်ပေးတဲ့အင်ကူကိုလမ်းခေါ်ပြီးကျမကိုအဝတ်စားလဲဖို့ကူညီပေးပါအောင်လို့ပြောလိုက်တယ်။လူရန်ကဒီလောက်အထိခန်းထားတဲ့စီစဉ်မှုကိုလုပ်ထားလိုက်မယ်လို့ကျမမထင်ထားမိဘူး။ထန်းစင်တဲ့လူရှေ့ရောက်ထမ်းတာမျိုးလည်းမဟုတ်ဘူး။ဘုံတွေလင်းကွင်းတွေလည်းမဟုတ်ဘူး။ကျမဗီလာတကားကနေထွက်လိုက်တဲ့အခါမြင်လိုက်ရတာကအနက်ရောင် Rolls Royce Phantom 7နှစ်စီးတန်းစီနေပြီးလိုင်စင်နံပါတ်တွေကလည်းအစင်လိုက်ဖြစ်နေတာပဲ
ကားဆက်နှစ်စီးလုံးနဲ့ရောင်တွေဖြစ်ပြီးလိုင်စင်နံပါတ်တွေကအစင်လိုက်အပြစ်ပြောစရာမရှိအောင်နေအောင်အောက်မှာအေးဆက်ဆက်တောက်ပမှုကိုပေးစွမ်းနေတယ်။ရှေ့ဆုံးကကားဘေးမှာတော့လူရန်ကအချိုးစားကြနာတဲ့ဆွဲအင်ဂျီကိုဝစ်ဆင်ထားပြီးထင်းရှုပင်တပင်လိုခန့်ညားထဲဝါနေတယ်။သူ့ပတ်ပတ်လည်မှာတော့အင်းနီနာချင်းတွေနဲ့ဆက်စုသူတွေစုဝေးနေကြပြီးအားလုံးကဖုန်းတွေကိုအပေါ်မြောက်ကအံ့ဩတုန်လှုပ်နေကြတယ်။ကျမအဲ့ဒီဒေါ်လာတန်းချီတန်နဲ့မင်္ဂလာဆောင်ကားပေါ်မှာထိုင်လိုက်တဲ့အခါကျမရဲ့ပထမဆုံးတုံ့ပြန်မှုကဝါအခုခေတ်လုံခြုံရေးကုမ္ပဏီတွေကလစာတော်တော်ကောင်းတာပဲမင်္ဂလာဆောင်အတွက်ဒီလောက်စိန်ခံကားအများကြီးကိုစီစဉ်ပေးနိုင်တယ်လို့တွေးမိတယ်။ဒါပေမဲ့ပြီးမှပြန်တွေးမိတာကလူရန်စီကနေထွက်ပေါ်နေတဲ့အရှိန်အဝါကတာမန်လုံခြုံရေးဝန်ထမ်းတယောက်ရဲ့အရှိန်အဝါမဟုတ်နိုင်ဘူး။ကျမရဲ့လောင်ကြီးကမှန်သွားတာဖြစ်နိုင်တယ်။ရှမ်မီသားစုရဲ့ကိုပိုင်လေရင်ကခရီးစဉ်တစ်ဝက်လောက်ပဲပြန်တန်းရသေးခင်မှာပဲ။စာညာကိုတိုင်ဖုန်းမုန်တိုင်းတိုက်ခတ်သွားပြီးဘယ်လေရင်မှဆင်းသက်လို့မရဘူးဆိုတဲ့သတင်းကိုရရှိခဲ့တယ်။သူတို့တွေချိန်ဆရင်းနဲ့လာတဲ့လမ်းတိုင်းပြန်လှည့်လာခဲ့ကြရတယ်။၃ရက်ကြာပြီးနောက်ကျမအဖေအိမ်ထဲကိုဝင်လာတဲ့အခါအိမ်တွင်းလေထုကထူးဆန်းနေတာကိုသတိပြုမိတယ်။အရင်ကဆိုခရီးဦးကြိုဆိုကြမဲ့အစီအကံတွေကအခုတော့ထောင်တွေမှာကုန်းကုန်းကွက်ကွက်နဲ့ခေါင်းငုံပြီးအသက်တောင်ဝဝမရှူရဲကြဘူး။ကျမအမေကပထမဆုံးထူးဆန်းမှုကိုသတိပြုမိပြီးမိမဆိုးကြီးကိုမျက်မှောင်ကုတ်ကမေးတယ်။တမီးကြီးပင်မလဲသူ့အခန်းထဲမှာအိတ်နေတော့မေးလာတဲ့မိမဆိုးကြီးကမျက်နှာဖြူလျော်စွာနဲ့တုံတုံရင်ရင်နဲ့အနားကိုတိုးလာပြီးအခင်မကြီးတမီးကြီးကလွန်ခဲ့တဲ့3ရက်ကမင်္ဂလာဆောင်သွားပါပြီတဲ့ဘာလို့သူတို့3ယောက်လုံးအံ့ဩတုန်လှုပ်တဲ့အတန်နဲ့ပြိုင်တူអော်လိုက်ကြတယ်ကျမအဖေကလက်ဆွဲအိတ်ကိုပြစ်ချပြီးမိမဆိုးကြီးကိုလက်ညှိုးထိုးကအော်ဟစ်တယ်သူဘယ်သူနဲ့မင်္ဂလာဆောင်တာလဲတကယ်ပဲအဲ့ဒီလုံခြုံရေးဝန်ထမ်းနဲ့လိုက်သွားတာလားလို့မေးတော့မိမဆိုးကြီးကချွေးစေးတွေကိုတုတ်ရင်းဟုတ်ပါတယ်အဲ့ဒီလုံခြုံရေးဝန်ထမ်းနဲ့ပါဒါပေမဲ့သူလာခေါ်တော့က Rolls Royce စစ်နှစ်စီးနဲ့တက်တော်ဆောင်ချန်ရန်တွေပါလာပါတယ်ကျမတို့နိုင်ငံခြားဧည့်သည်တွေကိုကြိုဆိုတဲ့စီစဉ်မှုထပ်တောင်ပို့ပြီးခန့်ထားပါသေးတယ်အခုချမ်းသာတဲ့ရက်ွက်တစ်ခုလုံးမှာဒီအကြောင်းပဲပြောနေကြတာပါလို့ပြန်ပြောတယ်ကျမအမေကအဲ့ဒါကိုကြားတော့မျက်စိထဲပြဝေသွားပြီးအင်အားကြီးနဲ့စွာနဲ့လဲကျသွားတယ်ကံကောင်းထောက်မစွာနဲ့ရှန်ရှုအားကသူ့ကိုအမြန်ဖမ်းထိန်ပေးလိုက်တယ်သူ့သားကိုမိထားရင်းရင်ဘက်ကိုတီးကသူ့လူးသွားပြီးရှမ်မီသားစုရဲ့မျက်နှာကိုကဘာပြတ်အောင်လုပ်လိုက်တာပဲလို့ပြောတယ်ရှန်လန်ကသူ့အမေအသက်ရှူဝအောင်ကူညီပေးရင်မျက်လုံးတွေနီးမြန်းကတက်ပြင်းချတယ်အမကတော်တော်မားတာပဲကျမတို့ကိုစိတ်ဆိုးအောင်လုပ်တာဖြစ်ဘဝတစ်ခုလုံးကိုဒီလိုကစားစရာမလုပ်သင့်ဘူးအမေတော်တော်ဝမ်းနေရတော့မယ်တဲ့ရှန်လန်ကခေါင်းငုံပြီးမျက်ရည်သုံးဟန်ဆောင်လိုက်တယ်ဘေးမှာရှိနေတဲ့ရှန်ရှုအားကတောင်တစ်ခုကနေမြင်လိုက်ရတာကရှန်လန်ရဲ့နှုတ်ခမ်းထောင်မှာဖုံးကွယ်ဖို့အချိန်မရလိုက်တဲ့ခဏတာအောင်ပွဲခံပြုံးတစ်ခုပဲအဲ့ဒါကသူ့ရဲ့အစီအစဉ်အောင်မြင်သွားတဲ့သူရဲ့ကျေနပ်မှုမျိုးပဲသူခုနကပြောခဲ့တဲ့တနာစရာလေးတန်းနဲ့ကျင်နာတတ်တဲ့ပုံစံနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်ရှန်ရှုအားကကြောင်သွားပြီးစိတ်ထဲမှာမကောင်းတဲ့အာယုံတစ်ခုကိုခံစားလိုက်ရတယ်ပြီးတော့ထူးထူးခြားခြားပြတ်သားတဲ့လေတန်းနဲ့လန်လန်အမေကတော်တော်စိတ်ဆိုးနေပြီးနင်ပါဇက်ခဏပိတ်ထားစမ်းလို့ပြောလိုက်တယ်ရှန်လန်ကတကူလုံးတောင့်တင်းသွားပြီးအမြဲတမ်းသူ့ကိုအလိုလိုက်ခဲ့တဲ့အကိုဖြစ်သူကလူမြင်ကွင်းမှာဒီလိုစူပူလိုက်မယ်လို့မယုံနိုင်ဖြစ်သွားတယ်ရှန်ရှုအားကသူ့ကိုစိုက်ကြည့်ရင်သူ့စိတ်ထဲမှာအိမ်မှာတိတ်ဆိတ်ပြီးစိတ်ပြတ်အားငယ်နေတဲ့ကျမရဲ့ကြောပြင်ပုံရိပ်ကရုတ်တရက်ဖြတ်ပြေးသွားတယ်တခုခုမှားယွင်းနေပြီဆိုတဲ့ခံစားချက်ကပိုပြီးပြင်းထန်လာတယ်နောက်ကိုအမှန်တိုင်းပြောစမ်းရှိကြီးကနင့်ကိုဝိုင်းမြောက်ခန်းထဲမှာ3နာရီကြာပိတ်လောင်ထားခဲ့တာတကယ်ပဲလားလို့မေးတော့အကိုဘာလို့အဲ့ဒါကိုရုတ်တရက်မေးတာလဲလို့ရှန်လန်ကချက်ချင်းမျက်နှာပြတ်သွားတယ်ပေချာပေါက်တကယ်ပေါ့ညီမတော်တော်ကြောက်ခဲ့ရတာလို့ပြောတော့ရှန်ရှုအားကအေးဆက်စွာနဲ့စကားဖြတ်လိုက်တဲ့တေချာပြန်စဉ်းစားစမ်းအိမ်ကကင်မရာစနစ်တွေအလုံးမလုံးတာမှန်ပေမဲ့ဝိုင်းမြောက်ခန်းမှာ electronic တော့ရှိတယ်လျှို့ဝှက်နံပါတ်နဲ့ငါရဲ့လက်ပွေပဲရှိတာသူမဟုတ်ရင်အတွင်းကနေပဲပိတ်လို့ရတာရှိကြီးကလျှို့ဝှက်နံပါတ်ကိုမသိဘူးသူနင့်ကိုဘလို့ပိတ်ထားမှလဲလို့ပြောတယ်ရှန်လန်ရဲ့အင်ဂျီလက်ထဲမှာဝတ်ထားတဲ့လက်တွေကပြင်းထန်စွာတုံရင်လာပြီးမျက်ရည်တွေချက်ချင်းကျလာတယ်လေတိုက်လို့ပိတ်သွားတာထင်တယ်ညီမတော်တော်ကြောက်သွားလို့အမပဲလာပိတ်တယ်လို့ထင်လိုက်တာအမပြန်လာပြီးလုပ်တယ်လို့ထင်လိုက်တာတဲ့ရှန်ရှုအားကသူ့ကိုမယုံနိုင်စွာနဲ့ကြည့်ပြီးဒါဆိုနင်ကအခွင့်ကောင်းယူပြီးရှိကြီးကနင့်ကိုပိတ်လောင်ထားတာလို့ပြောခဲ့တာပေါ့နင်တိလားနင်ကြောင့်ငါသူ့ကိုခြံထဲမှာတညာလုံးပြစ်ဒဏ်ပေးခဲ့တာပြီးတော့စစ်ဆက်ပွဲမှာလည်းနင့်ဘက်ကကာကွယ်ပေးဖို့အတွက်သူ့ကိုလူအများကြီးရှိမှအဆက်ခွဲခဲ့တာလို့ပြောရင်းသူ့အတန်ကထိမရအောင်မြင့်တက်သွားပြီးအဆုံးသက်မှာတုံရင်နေခဲ့တယ်